အားလုံးပဲမင်္ဂလာပါ Nomadic YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Times Square of Asia လို့တင်စားခေါ်ကြတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့က Central World ကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်ခီးသွားတာဝါသနာပါတယ် explore လုပ်ရတာဝါသနာပါတဲ့သူတွေဆိုရင်တော့အဆုံးထိလိုက်ကြည့်လို့ရပါတယ် Central World တော့သူရမ်းများပါတယ်ပြီးပတ်နေတဲ့ဆိုတော့ခုမှကျွန်တော် channel ကိုရောက်လာတယ် subscribe မလုပ်ရသေးဘူးဆိုလည်း subscribe လုပ်ထားလို့ရပါတယ်ကျွန်တော်ဒီ channel မှာတော့ travel တွေ how to make money blog တွေကျွန်တော်နေ့စဉ်ည7:00 နာရီတိုင်းပုံမှန်တင်ပေးပါတယ်ပုံမှန်ကတော့ Central World ကိုအများအားလို့ရောက်ဖြစ်တယ်ဒါပေမဲ့ဗီဒီယိုမရိုက်ဖြစ်ဘူးပေါ့နော်ဒီနေ့မှာတော့ Central World နဲ့ Central World နီးနားတစ်ဝိုက်ရဲ့မြင်ကွင်းတွေကိုကျွန်တော် blog လေးရိုက်မယ်ဆိုပြီးတော့စိတ်ကူးနဲ့ဒီဗီဒီယိုလေးဖန်တီးပြစ်လိုက်ပါနော်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်လည်းတူတူဗီဒီယိုလေးဆုံးထိလိုက်ကြည့်လို့ရပါတယ်Central World တော့မဖြစ်မနေလူတိုင်းဘန်ကောက်ကိုလာတယ်ဆိုရင်တော့များသောအားဖြင့်ယောက်ျားလေးရှိတယ်ပေါ့နော်။တစ်ရက်တည်းပတ်မယ်ဆိုရင်တော့ပတ်ဖို့တော်တော်လေးခက်တယ်ပေါ့နော်။အဆောင်ကြီးကလည်းအရင်ကျယ်ပြန့်တယ်။ပတ်မယ်ဆိုရင်တော့အရင်ဟိုဖြစ်မယ်တော့ကျွန်တော်ဒီနေ့နည်းနည်းပတ်ခဲ့ရပေါ့နော်။ 3 လ 4 လလောက်ကိုသွားပြီးတော့ပတ်ခဲ့တဲ့ဟာလေးကိုကျွန်တော်ဒီမှာပြန်လည်မျှောက်ပြီးပါမျှောက်ပေးတာပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော် channel ကိုနည်းနည်းမိတ်ဆက်ရမယ်ဆိုရင်တော့ကျွန်တော် channel ကတော့ဒီ blog တွေနောက်ပြီးတော့ how to make money ပေါ့ online ငွေဘယ်လိုရှာရမလဲဟာတွေနောက် travel တို့ဒီလိုမျိုးအမျိုးမျိုးသောဗီဒီယိုလေးတွေကိုကျွန်တော်စူးစမ်းပြီးတော့တင်ပေးပါတယ်ည7:00 နာရီတိုင်းတကယ်လို့ကိုကစိတ်ဝင်စားတယ် blog တွေကြည့်ရတာဝါသနာပါတယ် explore လုပ်ရတာဝါသနာပါတယ် online ငွေရှာတာတို့AI နည်းပညာတို့ဝါသနာပါတယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားလို့ရပါတယ်notification တွေယူထားမယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုအသစ်တင်တိုင်း notification ရနေမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နဲ့အတူတူ Central World ထဲမှာဘာတွေရှိမလဲနောက် Central World ရဲ့အနီးတစ်ဝိုက်မှာဘာတွေရှိမလဲဆိုတာကို explore လုပ်ကြည့်အောင်ဗျာCentral World ရဲ့ Vice ကမိုက်တယ်ဒါကြောင့်အများနဲ့လာပြီးတော့ဒီအရှိမဆိုရင်လည်းပွဲတော်ရာသီဆို event တွေတစ်ခုမဟုတ်တစ်ခုပေါ့နော်အများကြီးရှိတယ်အခုဆိုရင်တော့အထဲထဲမှာလည်း event တွေရှိတယ် event တွေလုပ်နေတာများတယ်ပေါ့နော်တစ်ခုမဟုတ်တစ်ခုကတော့အများနဲ့ရှိတယ်ဒီ Central World ကြီးကလည်းအရင်ကျယ်ပြန့်တဲ့အတွက်ကျွန်တော်ပတ်မယ်ဆိုရင်တော့ဒီနေ့ကုန်ပတ်တာတော့မကုန်နိုင်ဘူးနော် cosmetic တွေတကယ်ကဘာကျော် brand တွေရုပ်ဆိုင်တွေ electronic ဆိုင်တွေစားစရာဆိုင်တွေများမှအများကြီးပဲအဲ့တော့တကယ်လို့ကိုကအခုဒီဗီဒီယိုကြည့်နေလို့ဘန်ကောက်ကိုမရောက်ဘူးသေးဘူး Central ကိုမရောက်ဘူးသေးဆိုလဲလဲလာတဲ့ခါကျရင်ဒီနေရာကိုမဖြစ်မနေတွားကြည့်ပါလို့ကျွန်တော် recommend လုပ်ပါတယ်အဲ့တော့ဘန်ကောက် Central ကိုရောက်တယ်ဆိုတော့ဟိုဘက်မှာဆိုရင် Platinum Fashion Mall ကိုရှိမှဆိုရင် Big C တို့ Patunancy တို့ဆိုတော့ဒီနေရာတွေကိုလည်းပတ်ကြည့်လို့ရပါတယ်အထည်လက်ကားလက်လီဝယ်လို့ရတယ်လက်ကားဝယ်လို့ရတယ်အဲ့လိုဆိုင်တွေအများကြီးရှိပါတယ်အဲ့တော့အဲ့နေရာတွေလည်းပတ်ကြည့်ဖို့ကျွန်တော် recommend လုပ်ပါတယ်အချိန်ရဆိုတခါလည်းပတ်ကြည့်လိုက်ပါ Bixi မှာလည်းဈေးတွေဝယ်ရတာကောင်းပါတယ် Bixi ကတော့ကျွန်တော်တို့လက်ကားပဲဝယ်အများနဲ့ဝယ်ရတာလည်းအဆင်ပြေပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကြည့်လို့ခုမှရောက်လာတဲ့ channel ကို subscribe မလုပ်ထားသေးဘူးဆိုလည်း subscribe လုပ်ထားလို့ရပါတယ်ကျွန်တော်ည7:00 နာရီဆိုတော့လည်းဗီဒီယိုပုံမှန်တင်ပေးပါတယ်အခုကြည့်ခဲ့တဲ့ဗီဒီယိုထဲမှာလည်းကိုအကြိုက်ဆုံးနေရာလေးတွေရှိရယ်ဒါမှမဟုတ်အတွေ့အကြုံလေးတွေရှိရယ်ဆိုရင်အောက်က comment လေးမှာမှတ်ငယ်ပေးပါဦးဗျာသဘောကျတယ်ကြိုက်နေတတ်တယ်ဆိုရင်လည်း like and comment လေးပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်